မိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာအခုကြည်တဲ့မောင်းနေတာကတော့ရန်တရားစစ်ကြောင်းပဲဖြစ်ပါတယ်။တန်ကြက်ကရန်တရားစစ်ကြောင်းကြီးများကိုတွေ့မြင်ရတာဟာပင်ရခင်မြမတက်မတော်ရဲ့စင်တက်မြင့်တက်များအတွက်စစ်ချီတဲ့အခါအချင်းတီးမှုတ်ခဲ့ကြတယ်။ရေရီသွန်းသွန်းမြင်းတီဝေါ်လန့်ကျွန်းတွန်းတက်ပဲစောလူစီးတံမျိုးဆက်တံလင်းတံမြင့်မဆွဲဆိုတဲ့ကာချင်းကိုသတိရမိစေပါရခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာအခုမြင်တွေ့နေရတာကတော့အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးမှရင်ရမ်းများအစင်လိုက်ချီတက်မောင်းနေလာတာပဲဖြစ်ပါတယ်ဒီနေ့မှာချီတက်ဆေးပြကြတဲ့စစ်ကြောင်းကြီးများကိုတွေ့မြင်ရတာဟာဆိုရင်ဖြင့်နန္ဒီတိန်နာပြုံအပိုက်82မှာပါတယ်များဘူပါနေချီလာအုပ်ကျဲတက်မထွက်၍ရဲမဲ့စည်းဝေးတိုက်တံပေးသည်ရေကျွေးကြော်တံတောင်းနီးဆိုတဲ့စာသားကိုအမှတ်ရမိစေပါရခင်ဗျာ
မိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများခင်ဗျာ82နှစ်မြောက်တပ်မတော်နှင့်ဆေးပြအခမ်းအနားကိုကာကွယ်ရေးဦးစီးချုပ်ရုံးမှအစီအမံတပ်မတော်အရာရှိကြီးများရဲဘော်3ကျိတ်ဝင်မိသားစုဝင်များငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များရဲ့မိသားစုဝင်များငြိမ်းစားတပ်မတော်ကြီးရည်လေအရာရှိကြီးများလွတ်လပ်ရေးမော်ကုန်းဝင်ပုဂ္ဂိုလ်ကြီးများအကြံပေးပုဂ္ဂိုလ်များတပ်မတော်ငြိမ်းစားတပ်အမတ်ကြီးများနိုင်ငံခြားစစ်တပ်ရုံးမှစစ်တပ်မှုများနှင့်တာဝန်ရှိသူများတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့များမှကိုယ်စားလှယ်များနိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများမြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များမြန်မာနိုင်ငံရဲတပ်ဖွဲ့မိသက်တပ်ဖွဲ့နှင့်မြန်မာနိုင်ငံကြက်ကျင်တီတပ်ဖွဲ့တို့မှပုဂ္ဂိုလ်များဝန်ကြီးဌာနအသီးသီးမှတာဝန်ရှိသူများနှင့်ဝန်ထမ်းများ YMBA အသင်းကြီးမြန်မာနိုင်ငံမြို့သမီးရေးရာအဖွဲ့ချုပ်မြန်မာနိုင်ငံမိခင်ကလေးစောင့်ရှောက်ရေးအသင်းဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်းတို့မှတာဝန်ရှိသူများတပ်မတော်လေးချီတပ်များမှတပ်ဖွဲ့ဝင်များတိုင်းဒေသဖွံ့ဖြိုးရေးတက္ကသိုလ်မှဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများတပ်မတော်နှင့်ဂုဏ်ပြုဆက်လက်မှပါဝင်ခဲ့တဲ့အမှုပညာရှင်များစစ်ကြည်တခြင်းစစ်တီတေးတခြင်းကြပြဝတ္ထုတို့ဝိတုရှေပြိုင်ပွဲများမှာဆုရရှိသူများသတင်းမီဒီယာကောင်စီရုပ်ရှင်သဘင်ဂီတအစည်းအရုံးနဲ့အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့ပြည်တွင်းပြည်ပသတင်းမီဒီယာများမှာတက်ရောက်ကြတာပဲဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာအခုမြင်တွေ့နေရတာကတော့ဒုတိယရာခံမှုစောတူဝင်းဦးဆောင်တဲ့လေးဘလွေတီဝိုင်းပွဲပက်ပိုက်တက်စုဟာရ
82နှစ်မြောက်တပ်မတော်နှင့်စေးပြအခမ်းအနားမှာပါဝင်စေးပြရန်စတင်ချီတက်လာတာပဲဖြစ်ပါတယ်ခင်ဗျာအဲဒီတပ်စုရဲ့နောက်မှာတော့တက်ခွဲမှုဗိုလ်ကြီးဒေါ်နင်းနုရှိန်ဦးဆောင်တဲ့တပ်မတော်ကြီးအထူးတာဝန်တပ်ဖွဲ့မျိုးသမီးစေးပြတက်ခွဲနဲ့တက်ခွဲမှုဗိုလ်မှူးဝင်းသူထွန်းဦးဆောင်တဲ့တပ်မတော်ရေးအထူးတပ်ဖွဲ့စေးပြတက်ခွဲတို့ဟာစေးပြကွင်းကြီးအတွင်းမှာကြိုတင်နေရာယူဖို့အတွက်ချီတက်နေကြတာပဲဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာဗပိုက်တပ်စုကို1996ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး1998ခုနှစ်52ကြိမ်မြောက်တပ်မတော်နှင့်စေးပြအခမ်းအနားမှာစတင်ပါဝင်ခဲ့ပါတယ်အဲဒီနောက်9နှစ်အကြာ2006ခုနှစ်မှာကျင်းပခဲ့တဲ့62နှစ်မြောက်တပ်မတော်နှင့်စေးပြအခမ်းအနားမှာနောက်ဆုံးအသုံးပြုခဲ့ပြီး2018ခုနှစ်မတ်လ29ရက်နေ့မှာကျင်းပခဲ့တဲ့83နှစ်မြောက်တပ်မတော်နှင့်စေးပြအခမ်းအနားမှာပါဝင်ချီတက်ခဲ့တာပဲဖြစ်ပါတယ်ဗပိုက်တပ်စုဟာဒရမ်မေဂျာတစ်ခုဗပိုက်38ခုဘေ့စ်ဒရမ်တစ်ခုစိုက်ဒရမ်4ခုတီနိုဒရမ်2ခုစင်ဘယ်တစ်စုံဒရမ်ငယ်တစ်ခုယူကယ်18လက်တို့နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်ဗပိုက်တပ်ဖွဲ့များရဲ့မူလအစကတော့စကော့တလန်နိုင်ငံမှာစတင်အသုံးပြုခဲ့တာဖြစ်ပြီးယခုအခါမှာတော့နိုင်ငံတကာစေးပြအခမ်းအနားများမှာကြေကြေပြန့်ပြန့်အသုံးပြုနေကြပြီပဲဖြစ်ပါတယ်ခင်ဗျာတပ်ပေါသေနာထမ်းတပ်ပေါကိုရော50တယောက်တန်းစီပြီးတိုင်းတပ်ပေါသေတအောင်ချတပ်ပေါသေတော့တပ်ပေါ3ကြောင်းများတဲ့တိုင်နာနေရယူမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာဒီနေ့ကျင်းပတဲ့82နှစ်မြောက်တပ်မတော်နှင့်စေးပြအခမ်းအနားမှာမြင်းစီတပ်ဖွဲ့ဝင်များလည်းပါဝင်စီရေးပြလျက်ရှိပါတယ်မြင်းစီတပ်ဖွဲ့ကိုဗိုလ်ကြီးကျော်ကိုဝင်းဦးဆောင်ပြီးမြင်းစစ်တီတော်63ဦးဖြင့်ချီတက်လာတာပဲဖြစ်ပါတယ်ခင်ဗျာမြန်မာတပ်မတော်ဟာရှေးခင်ကတည်းက
စင်မြင့်စီချင်းထိုးအတက်တို့မှာအမိကုံသတင်းကြော်ကြခဲ့ပြီးအခုလိုမျက်စိတက်ပွဲကိုဖော်ထုတ်ပြသနိုင်ခဲ့ခြင်းဟာမြမသမိုင်းနဲ့မြမတို့ရဲ့ဇာတိသွေးဇာတိမှန်ကိုပြန်လည်ဖော်ထုတ်ပြသနိုင်ခြင်းပဲဖြစ်ပါတယ်။မျက်စိတက်ပွဲကိုထဲ့သွင်းစစ်ရေးပြနိုင်ခြင်းဟာသမိုင်းစင်လာကြီးမားခဲ့တဲ့မြမတက်မတော်ကြီးဟာနိုင်ငံတကာအဆင့်မီခင်မီတက်မတော်တရားဖြင့်ကမ္ဘာအလယ်မှာမတ်ကြောက်တင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ရှေးခင်ကတည်းကစစ်ချီတက်ရမှာမှုတ်ယုံများစီကြီးများကိယူသင်းများအောင်စီအောင်မောင်းများတီးမှုတ်ကစစ်ချီတက်ကြတဲ့အလေးထားများရှိခဲ့ပြီးအဲ့ဒီလိုစစ်ချီတက်ပုံများကိုကာချင်းများမှာလည်းအထင်အရှားတွေ့မြင်နိုင်ပါတယ်မြန်မာတို့ဟာကြေးကျိုးတရေလေလက်ခုပ်စတဲ့ဒုတိယ၅ပါးကိုပြုခေတ်မှာစတင်အသုံးပြုခဲ့ကြပြီးနော်ဒါမင်းလက်ထက်မှာတော့လက်ကွင်းမောင်းစတဲ့ဒုတိယအမျိုးမျိုးတပူခေဟာနှဲစတဲ့လေမှုဒုတိယများကိုထီသုံးနန်းသုံးမင်းကမ်းမင်းသားများနဲ့စစ်ချီတက်ရောက်ရာမှာအသုံးပြုခဲ့ကြပါတယ်အဲဒီလိုအသုံးပြုခဲ့ကြောင်းကိုမြမပီပီစစ်ချီတံများနတ်ပြည်ထံမှကြားလောက်ပါပြီဆိုတဲ့စာလင်္ကာများကသမိုင်းသက်သေတည်လျက်ရှိပါတယ်ခင်ဗျာ
ပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာအခုမြင်တွေ့နေရတာကတော့ဆေးပြမှုကြီးဗိုလ်ချုပ်ရဲရင်ဝင်ဦးဆောင်တဲ့အတော်ရထားကျန်စစ်သားအရင်တော်အောင်စီရစင်ဖြူရှင်ဗန်ဒူလာအောင်ဆန်းစစ်ကြောင်းကြီးကနေပြည်တော်တက်တက်ကွင်းမှာတစဉ်ဆေးပြအခမ်းအနားကြီးကျင်းပမယ်ဆေးပြကွင်းကြီးစီကိုအာမှန်ပြည့်တဲ့စတင်ကြီးတက်လာပြီပဲဖြစ်ပါတယ်ခင်ဗျာ
မိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာတပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်ဆိုတဲ့စကားဟာမိသည့်ခေတ်ကာလမဆိုအမြဲမှန်ကန်မှုရှိနေမှာဖြစ်ပါတယ်အတိတ်သမိုင်းကြောင်းမှာသင်ခန်းစာတရားအဖြစ်ရှိခဲ့တယ်လို့ယနေ့ခေတ်ကမ္ဘာကြီးရဲ့ဤပညာဖွံ့ဖြိုးတိုးတက်မှုတွေဟာလည်းအချိန်ဟုန်မြင့်မားလာတာကြောင့်အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့အတူအမိနိုင်ငံတော်ကာကွယ်ရေးအတွက်ခင်မီတပ်မတော်တရက်တည်ရှိနေရမှာပဲဖြစ်ပါတယ်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ခင်မီတပ်မတော်တည်ဆောက်ရေးဟာရှင်တွဲဆောင်ရွက်ရမယ်နိုင်ငံသားတိုင်းရဲ့တာဝန်ပဲဖြစ်ပါတယ်နိုင်ငံတော်ရဲ့တဘာဝတရားစာတများလူသားအရင်းမြစ်များမြေမြပင်ကုံလုံးကျွယ်ဝနေပါစေစီးလုံးညီညွတ်မှုမရှိရင်အချီးနှီးပဲဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာမြမသမိုင်းမှာလက်ယုံရည်နှလုံးရည်ပြီးသွားတဲ့ရှင်းမြမမင်းများလက်ထက်မှာလေတောင်တင်းခိုင်မာတဲ့တပ်မတော်တရဲ့ထူထောင်နိုင်ခဲ့ခြင်းကြောင့်နိုင်ငံတော်တွင်စီးလုံးညီညွတ်မှုပြက်ပြားနေချိန်မှာပင်သူတလူငါသမင်မြို့ပြနိုင်ငံငယ်များအသွင်မှပြည်တော်စုနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တယ်လို့စီးလုံးညီညွတ်မှုညှော့နှဲလာခြင်းနဲ့အတူတမတော်အင်အားလည်းညှော့နှဲလာခဲ့ခြင်းကြောင့်မြမသမိုင်းမှာသူ့ကြုံဘဝဖြင့်မြမကုံကြောင့်ငင်းပင်ခဲ့ရပူပါတယ်။ဒါကြောင့်မြမတမတော်ဟာကမ္ဘာနိုင်ငံများနဲ့ရင်ပေါင်တန်းနိုင်ရေးအတွက်ခင်မီတမတော်အဖြစ်တည်ဆောက်လျက်ရှိပြီးနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာတည်တဲ့ခိုင်မြဲရေးနဲ့ပိုင်တဲ့ကိုပြေဝစွာကာကွယ်နိုင်ရေးအတွက်အလေးထားဆောင်ရွက်ရရှိပါတယ်ခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာမြို့သားရေးဆိုတာဟာဒီမျိုးသားလုံးရဲ့လူမှုစီးပွားနဲ့ဘာသာသာသနာရိုးရာယဉ်ကျေးမှုဒလေထုံးတဲ့အစဉ်လာမြန်မာတိုးတက်ရေးလိုပဲဖြစ်ပါတယ်။အဲဒီလိုမြန်မာတိုးတက်စေရန်အတွက်ဒီမျိုးသားလုံးနဲ့သက်ဆိုင်တဲ့လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတိုင်းသားစည်းလုံးညီညွတ်ရေးရှိရန်လိုအပ်ပါတယ်။ဒါကြောင့်ဒုတာဝန်ရေးသုံးပါးကိုမျိုးသားရေးတာဝန်ဖြင့်တိုင်းသားပြည်သူတရက်လုံးထမ်းဆောင်ကြရန်လိုအပ်ပါတယ်။မြန်မာတပ်မတော်ဟာစတင်ဖွဲ့စည်းတည်ထောင်ချိန်မှစပြီးယနေ့ထိတိုင်နိုင်ငံတော်ကာကွယ်ရေးတာဝန်များသာမကပဲမြို့သားရေးတာဝန်များအားဥလင်မတုံထမ်းဆောင်ရရှိပါတယ်ခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာဒီနေ့ခေတ်ကမ္ဘာပေါ်မှာတပ်မတော်ပေါ်ပေါက်လာပုံ၃မျိုးရှိပါတယ်နိုင်ငံတော်တည်ထောင်စဉ်ကပြင်ကမ္ဘာထဲဖွဲ့စည်းဖြစ်ပေါ်လာတဲ့တပ်မတော်နိုင်ငံတော်တည်ထောင်ပြီးနောက်ပိုင်းလွတ်လပ်ရေးနဲ့ချုပ်ချာအာဏာတည်တဲ့ခိုင်မြဲရေးအတွက်ဖွဲ့စည်းတဲ့တပ်မတော်နဲ့နိုင်ငံတော်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူပေါက်ဖွားလာတဲ့တပ်မတော်တို့ပဲဖြစ်ပါတယ်။ဒီနေ့ခေတ်မြန်မာတပ်မတော်ဟာနိုင်ငံတော်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူပေါက်ဖွားလာတဲ့တပ်မတော်ပဲဖြစ်ပါတယ်ခင်ဗျာ။မိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာမြန်မာတပ်မတော်ကြီးရဲ့သမိုင်းကြောင်းကိုအနည်းငယ်ကောက်နှုတ်တင်ပြရမယ်ဆိုရင်တော့ဗမာလွတ်လပ်ရေးတပ်မတော်ကနေ1942ခုနှစ်ဇူလိုင်လ29ရက်နေ့မှာဗမာကာကွယ်ရေးတပ်မတော် PDA အဖြစ်ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်1943ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာတော့ဗမာကာကွယ်ရေးတပ်မတော်ကိုဗမာတပ်မတော်ဆိုပြီးအမည်ပြောင်းလဲခဲ့ပါတယ်မြန်မာတပ်မတော်အနေနဲ့လက်စစ်တပည့်များကိုမြမမြေပေါ်မှာစတင်တော်လှန်တိုက်ထုတ်ခဲ့တဲ့1945ခုနှစ်မတ်လ29ရက်နေ့ကိုကွန်ပျူတာအနေနဲ့နှစ်စဉ်မတ်လ29ရက်နေ့ကိုတော်လှန်ရေးနေ့အဖြစ်သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။ဖဆပလအစိုးရလက်ထက်1955ခုနှစ်မတ်လ29ရက်နေ့ရန်ကုန်မြို့အောင်ဆန်းအားကစားကွင်းမှာကျင်းပပြုလုပ်ခဲ့တဲ့10ကြိမ်မြောက်တော်လှန်ရေးနေ့အခမ်းအနားကစပြီး10ကြိမ်မြောက်တပ်မတော်နေ့အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။အခုဆိုရင်တော့
82နှစ်မြောက်တပ်မတော်နေ့သို့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူတိုင်းရင်းသားညီကိုမောင်မများရှင်82နှစ်မြောက်တပ်မတော်နေ့ဆေးပြခမ်းနားစီကျင်းပမယ်နေပြည်တော်ဆေးပြဝင်ကြီးစီတို့ထိတက်ရတဲ့တစ်လျှောက်မှာတပ်မတော်သားမိသားစုဝင်များမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များရဲ့မိသားစုဝင်များနေပြည်တော်ရှိတနေ့အသီးသီးမှမိသားစုများအမျိုးသမီးရေးအဖွဲ့များမြန်မာနိုင်ငံမိခင်နဲ့ကလေးစောင့်ရှောက်ရေးတပ်ဝင်များကျန်းမာရေးဝန်ထမ်းများပညာရေးဝန်ထမ်းများဒေသခံပြည်သူများမှကွန်ပျူတာကုန်များနိုင်ငံတော်အလံနဲ့တမတော်လမ်းများဟူရန်ပြီးဝန်ပန်းတက်တာကွန်ပျူတာကိုတွေ့မြင်ရတာဟာရေကိုသာအကြောင်းတင်ဆိုတဲ့အတိုင်းတမတော်နယ်ပြည်သူတရားရရှိနေတဲ့ကိုခေါ်ညောပြသလျက်ရှိပါရဲ့ရှင်မိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာ82နှစ်မြောက်တပ်မတော်နေ့ဆေးပြခန္ဓာမှာရင်းစည်းတပ်ဖွဲ့ကိုမြင်တွေ့ရတာဟာလက်ဝဲတုံဒရာအမတ်ကြီးရေးသားခဲ့တဲ့နန္ဒီဒေနာပြုတ်ပိုက်40မှာပါဝင်တဲ့အစီအရင်မြင်းစင်အများပြထားတဲ့ခြေတီရဲမဲ့လက်နဲ့ဓာတ်တံဝင်းရံလက်ပတ်တနက်အမြောက်ရှေ့လောက်နေနေဆိုတဲ့စာသားကိုဒီနေ့ခေတ်တပ်မတော်အပြင်စင်များနဲ့ပုံဖော်ထားတဲ့ကဲ့သို့ခန်းစားရစီပါရခင်ဗျာတိုင်းသားပြည်ကိုမော်တော်များခင်ဗျာမြို့သားရေးဆိုဒီမှာနိုင်ငံတွင်းမီတင်းနေထိုင်ကြတဲ့လူမျိုးသားလုံးနဲ့သက်ဆိုင်ပြီးလူမှုစီးပွားမြင့်မားရေးပညာရေးမြင့်မားတိုးတက်ရေးလူမှုဘဝအေးချမ်းသာယာရေးစတဲ့ကိစ္စရပ်များကိုဆိုလိုပါတယ်နိုင်ငံရေးဆိုဒီမှာနိုင်ငံတော်ရှောက်လန်းနေတဲ့စနစ်နဲ့မူဝါဒတို့အတွက်တောက်တိုင်တစ်ပွဲဖြစ်တဲ့ဗန္ဒာကြီး၃ခုဖြစ်တဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးတို့ဖြစ်ပါတယ်ဒါကြောင့်မြို့သားနိုင်ငံရေးဆိုဒီမှာတမျိုးသားလုံးလူမှုစီးပွားဘဝမြန်မာတိုးတက်ရေးနဲ့
နိုင်ငံတော်တော်တည်ငြိမ်အေးချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးလို့အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်ခင်ဗျာမိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများရှင်82နှစ်မြောက်တက်မတော်နေစီပြစစ်ကြောင်းကြီးများချစ်တက်ရလမ်းဘေးဝဲရတခြားမှာဆိုရင်လေတက်မတော်သားများကိုလွေထွေးလိုက်လဲစွာကြိုးစွနေကြတဲ့ပြည်သူများကိုမြင်တွေ့ရတာဟာပြည်သူကြားမှာပေါက်ဖွာလာတဲ့ပြည်သူတက်မတော်သားဆိုတဲ့ပုံရိပ်ကိုမြင်ရောက်မိပါတယ်ရှင်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင်82နှစ်မြောက်တက်မတော်နေခန္ဓာမှာပါဝင်ချစ်တက်ကြတဲ့တက်မတော်သားတွေအတွက်ဂုဏ်စကားပြောပြပါအောင်ရှင်တက်မတော်ကြီးစမ်းဆောင်ရင်းနဲ့နိုင်ငံပေါ်ထားရှိတဲ့တစ္ဆာရှိမှုနဲ့တာဝန်ယူမှုကိုလေးစားဂုဏ်ပြုအပ်ပါတယ်ရှင်။တစ်ချိတ်ဆက်ပြီးတော့လည်းပြည်သူနဲ့အတူပူးပေါင်းလက်တွဲပြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့တည်ငြိမ်အေးချမ်းရေးတို့ကိုလည်းဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်။လုံခြုံရေးတာဝန်များကိုထမ်းဆောင်နေတဲ့အရာရှိစစ်တီများအားလုံးလည်းစိတ်ရချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဒီကနေ့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်ဒီကနေ့ပေါ့နော်စီးပြအခမ်းအနားယူပေါ့နော်ပါဝင်ပြီးတော့ဂုဏ်ပြုဖြစ်ခဲ့ပုံကိုလည်းပြောပြပါအောင်ရှင်။ဟုတ်ပြည်သူတယောက်အနေနဲ့ပေါ့82နှစ်မြောက်တက်မတော်နေ့ကိုလာရောက်အားပေးတာပဲဖြစ်ပါတယ်မမလေးမင်္ဂလာပါကဲမင်္ဂလာပါရှင်82နှစ်မြောက်တက်မတော်နေ့စီးပြစစ်ကြောင်းကြီးများကိုကြိုးစိုးဂုဏ်ပြုဖြစ်ခဲ့ပုံကိုလည်းပြောပြပါဦးဟုတ်ပြည်သူတယောက်အနေနဲ့ပေါ့နော်ဒီတက်မတော်နေ့လေးကိုလာရောက်အားပေးတာပေါ့ရှင်ဟုတ်ကဲ့ပါ82နှစ်မြောက်စီးပြစစ်ကြောင်းကြီးများမှာပါဝင်ချီတက်ကြတဲ့တက်မတော်သားတွေတကုံစကားပြောပြပါအောင်ရှင်ဟုတ်ကဲ့တက်မတော်သားများအားလုံးပေါ့နော်ကျမပါတီချမ်းသာပါစေလို့ဆုတောင်းရင်တာဝန်တွေထမ်းဆောင်ရမှာလဲပေါ့ဆက်လက်ပြီးတော့အောင်မြင်မှုတွေရရှိပါစေလို့ဆုမကောင်းတောင်းပေးပါရရှင်
ပြည်သူတိုင်းသားညီကိုမောင်နှမများဗျာတက်မတော်ဟာနိုင်ငံတော်ကာကွယ်ရေးနဲ့မြို့သားရေးတာဝန်များကိုဥပဒေမသုံကြိုးပမ်းထမ်းဆောင်ရရှိရပါကာကွယ်ရေးအပြင်နိုင်ငံရေးအပြင်စီးပွားရေးအပြင်အုပ်ချုပ်ရေးအပြင်ဆိုတဲ့မြင်လေးတွေရှိပါတယ်ဒါကြောင့်တက်မတော်ဟာဖြတ်တန်းလာခဲ့တဲ့တမိုင်းကြောင်းတစ်လျှောက်မှာနိုင်ငံတော်အတွက်အရေးကြုံလာတဲ့အခါတိုင်းမြို့သားရေးတာဝန်သာမကမြို့သားနိုင်ငံရေးတာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့တယ်လို့ယခုပြစ္ဆုတ်ပံကာလမှာလည်းနိုင်ငံတော်အားထိမ့်မှတ်ပေးလျက်ရှိပါတယ်ခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အခန်း1ပုံမှန်20ပုံမှန်ခွဲစာလုံးမှာတက်မတော်သည်နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်ကိုအတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်တာကြောင့်တက်မတော်အနေဖြင့်ဒုတာဝန်အရေးသုံးပါးကိုအစဉ်တစိုက်ကာကွယ်စောင့်ရှောက်ရရှိပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာနိုင်ငံလူမျိုးလူမှုအတိုက်အဝန်ဖွဲ့စည်းများမှာကြုံတွေ့နေရတဲ့ပြဿနာများကိုလက်တွေ့ကျကျပြည်လည်စေရန်ကမ္ဘာနိုင်ငံများဤသို့ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုရဲ့မြစ်တာရအတိုင်းပြည်သူ့ဆန္ဒနဲ့ညီရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်ပါတယ်ခင်ဗျာ။မိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံဟာရှင်းနှစ်ပေါင်းများစွာကလေးကတိုင်းသားလူမျိုးပေါင်းစုံအေးတူပူများသွေးစည်းညီညွတ်စွာရှင်တွဲနေထိုင်ခဲ့ကြတဲ့အစဉ်လာကြီးမားတဲ့ပြည်တော်စုကြီးဖြစ်ပါတယ်ကိုယ်ပိုင်ရည်ချင်းမှုဓလေ့ထုံးတဲ့ဘာသာစကားနဲ့ကိုယ်ွယ်ယုံကြည်မှုတို့ဖြင့်ကမ္ဘာအလယ်မှာစီလုံးညီညွတ်စွာဖြင့်ခံကြားထေဝါစွာရပ်တည်လာခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ခင်ဗျာကမ္ဘာတော်ဝန်လွှမ်းမိုးကြီးစိုးလာခဲ့တဲ့ကိုလိုနီစနစ်ဆိုကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံဟာဗြိတိရှနယ်ချဲတို့ရဲ့၃ကြိမ်တိုင်ကျူးကျော်ခြင်းခံခဲ့ရပြီး1885ခုနှစ်မှာနိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့ချုပ်ချာအာဏာကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။နိုင်ငံစည်းပွားအရေးမြင့်ဖန်သမျှကိုအရင်းရှင်နယ်ချဲနဲ့ဖက်စစ်တို့ကသိမ်းပိုက်ပြီးအမျိုးမျိုးဖိနှိပ်အုပ်ချုပ်ခဲ့တဲ့အတွက်မြန်မာပြည်သူများရဲ့သူ့ကြုံဘဝဖြင့်ဒုက္ခမျိုးစုံနဲ့ဆင်းရဲတွင်နှက်ခဲ့ကြပါတယ်ခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာနေချဲတို့ရဲ့သွေးခွဲအုပ်ချုပ်မှုကြောင့်ပေါ်ပေါက်လာခဲ့တဲ့လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းစေရန်ကိစ္စဆက်အစိုးရများကနည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်လူမျိုးဆွဲဝါဒဆွဲအတ္တဆွဲနဲ့ကိုယ်ကျိုးစည်းပွားကိုရှေ့တန်းတင်မှုများကြောင့်နိုင်ငံပိုင်အခြေခံအဆောက်အအုံများနဲ့တိုင်းသားပြည်သူများရဲ့အသက်အိုးအိမ်များပျက်စီးဆုံးရှုံးမှုများကြုံတွေ့ခဲ့ကြရပါတယ်ခင်ဗျာလက်နက်ဆွဲကင်ပြီးမဖြစ်သင့်မဖြစ်ထိုက်သည့်များကိုတောင်းဆိုခြင်းလက်နက်ကိုင်လမ်းစဉ်ကိုဖက်တွယ်ပြီးလူမျိုးဆွဲဒေတာဆွဲကြီးမားစွာဖြင့်မိမိတို့ရဲ့ဆန္ဒကိုသာရှေ့တန်းတင်ဦးစားပေးဖန်တီးဆောင်ရွက်မှုများဟာဒေသခံပြည်သူများရဲ့ဇင်ရဲတွင်နှက်စင်ရန်ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့သဘောထားကွဲလွဲမှုများနဲ့နိုင်ငံရေးပြဿနာများဟာပြည်ထောင်စုကြီးအတွန်းရှည်တည်တဲ့ခံရရေးနဲ့တိုင်းသားစည်းလုံးညီညွတ်ရေးတို့ကိုထိခိုက်စေနိုင်တာကိုသတိပြုရမှာပဲဖြစ်ပါတယ်ခင်ဗျာ။မိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာကျွန်တော်တို့နိုင်ငံရဲ့ပဂတိလိုအပ်ချက်ဟာလက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းပြီးနိုင်ငံတော်ထာဝရငြိမ်းချမ်းရေးပဲဖြစ်ပါတယ်။ငြိမ်းချမ်းရေးဟာတိပက္ခများမရှိခြင်းဆိုတဲ့သဘောတရားတဲ့ပုံမလေးနက်မှုရှိပြီးပြဿနာများကိုငြိမ်းချမ်းစွာဖြေရှင်းတတ်ခြင်းအတူကွဲပြားမှုကိုလေးစားတတ်ခြင်းနဲ့လူကိုယ်လူနားလည်သိခံခွင့်လွှတ်ခြင်းတို့အပေါ်မှာအခြေခံပါခင်ဗျာ။မိဘပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာငြိမ်းချမ်းရေးသဘောတရားနဲ့မြို့သားစည်းလုံးညီညွတ်ရေးတန်ဖိုးများကိုအမှန်တကယ်လက်ခံကျင့်သုံးပါတော့ငြိမ်းချမ်းရေးနဲ့အေးချမ်းသာယာမှု
သီးပွင့်များကိုအပြည့်အဝခံစားကြရမှာပဲဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူတိုင်းသားညီကိုမောင်နှမများဗျာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်မှုဟာလူတူးချင်းစီရဲ့သိဉာဏ်ပညာပြေဝမှုစင်ကြင်တို့တရားရှိမှုတန်ဖိုးထားလေးစားတတ်မှုများပေါ်မှာမူတည်ပါတယ်ဒါကြောင့်နိုင်ငံသားတိုင်းဗလာ9တန်နဲ့ပြည်စုံပြီးအသိပညာဘုဒ္ဓတာနဲ့စင်ကြင်တို့တရားရရှိစေရန်အတွက်ပညာသင်ယူရပါနေရာအသီးသီးမှအစပြုပြီးလေ့ကျင့်ပြုထောင်တာမျိုးသားရေးစိတ်ဓာတ်များကိုဝေးမြူကြရမှာပဲဖြစ်ပါတယ်ပြည်တော်စုကြီးအတွင်းအယူဆလွဲမှားမှုများကြောင့်ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေလျက်ရှိပြီးပြည်တော်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာပတ်သက်ဆက်နွယ်သူများအားလုံးကအပြုသဘောဖြင့်ပါဝင်ရန်လိုအပ်ပါတယ်နိုင်ငံအကျိုးအတွက်ဆောင်ရွက်ရမှာဒီတိုင်းဆွေးနွေးအပြေရှားတဲ့နိုင်ငံရေးရည်ကြီးမှုကိုပုံမခိုင်မာအားကောင်းစေရန်ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်ပါတယ်ခင်ဗျာပြည်သူလူထုတရက်လုံးလူလားတောင်းထားတဲ့နိုင်ငံတော်အေးချမ်းသာယာရေးဖွံ့ဖြိုးတိုးတက်ရေးကမ္ဘာနိုင်ငံများနှင့်ရှင်ပေါင်းတန်းတဲ့ရေးထာဝရငြိမ်းချမ်းရေးတို့အတွက်နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ပါကတိကဝတ်များအတိုင်းလေးစားလိုက်ရပြီးသက်ဆိုင်သူများအားလုံးပူးပေါင်းဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်ခင်ဗျာပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံမှာ1959ခုနှစ်ကပြည်သူစစ်မှုထမ်းဥပဒေကိုတတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်2010ပြည့်နှစ်နိုဝင်ဘာလမှာဥပဒေမှတ်29မြင်းဆောင်2010နဲ့1950ခုနှစ်ပြည်သူစစ်မှုထမ်းဥပဒေကိုပြင်ဆင်ပြီးတတ်မှတ်ခဲ့တာဖြစ်ပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းရတဲ့အဓိကရည်ရွယ်ချက်ကတော့နိုင်ငံသားတိုင်းပြည်တော်စုမပြုတ်ွယ်ရေးတိုင်းသားစီလုံးညီညွတ်မှုမပြုတ်ွယ်ရေးချုပ်ချာအာဏာတည်တဲ့ခိုင်မြဲရေးဆိုတဲ့ဒုတာဝန်အရေးသုံးပါးကိုစောင့်ထိန်ဖို့တာဝန်ရှိတာနဲ့စစ်ပညာသင်ကြားဖို့နဲ့နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းဆောင်နိုင်ရန်ပြဋ္ဌာန်းထားတဲ့ဥပဒေလည်းဖြစ်ပါတယ်ခင်ဗျာပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာဒီနေ့ဆေးပြခန္ဓာမှာပါဝင်ချစ်တဲ့နေကြတဲ့စစ်ကြောင်းကြီးများမှာ
စေးပြတပ်ခွဲများနေပြည်တော်စေးပြကွင်းကြီးအတွင်းသို့ချီတက်ဝင်ရောက်နေရာယူရာတွင်စစ်ကြည်ချင်းများတီးပုတ်ပေးရာတွင်ဖွဲ့ကောင်းဆောင်ဒုတိယအရာခံဗိုလ်မောင်မျိုးဦးဆောင်တဲ့ဗိုလ်စတီဝိုင်းအဖွဲ့ဟာဆိုရင်နေပြည်တော်စေးပြကွင်းကြီးအတွင်းမှာကြိုတင်ဝင်ရောက်နေရာယူပြီးတီးပုတ်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ82နှစ်မြောက်တက်မတော်နေ့စေးပြအခမ်းအနားမှာကီလိုအုပ်ဖွဲ့ရဲ့အုပ်ဖွဲ့ခေါင်းဆောင်အနေနဲ့ပါဝင်ပြန်တန်းအလေးပြုသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကီလိုအုပ်ဖွဲ့မှာဆိုရင် SU-30 SME ဘတ်စုံလုံးအကြီးစားတိုက်လေယာဉ်3စီးနဲ့ Aerohead Formation ပုံစံဖြင့်ပြန်တန်းအလေးပြုသွားမှာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ရခင်ကတက်မတော်နေ့စေးပြအခမ်းအနားတွေမှာ9ကြိမ်တိုင်ပါဝင်ပြန်တန်းအလေးပြုခဲ့ပူပါတယ်ယနေ့ကျင်းပပြုလုပ်တဲ့82နှစ်မြောက်တက်မတော်နေ့စေးပြအခမ်းအနားအားဆိုရင်ကျွန်တော်ရဲ့6ကြိမ်မြောက်ပြန်တန်းအလေးပြုခွင့်ရရှိတာပဲဖြစ်ပါတယ်။အခုလိုတက်မတော်နေ့စေးပြအခမ်းအနားများမှာလေရဟင်များနဲ့ပြန်တန်းအလေးပြုခြင်းဆိုတာဟာကျွန်တော်တို့တက်မတော်လေးမှာရှိတဲ့လေတရေစက်မှုလက်မှုရရှိစစ်တီအားလုံးရဲ့အရေးသွေးရည်ချင်းပြေဝမှုကိုဖော်ထုတ်ပြသခြင်းလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ယခုကျင်းပပြုလုပ်တဲ့82နှစ်မြောက်တက်မတော်နေ့စေးပြအခမ်းအနားမှာSU-30 SME ဘတ်စုံလုံးအကြီးစားတိုက်လေယာဉ်အနေနဲ့ပါဝင်ပြန်တန်းလေးပြုခွင့်ရရှိတဲ့အတွက်များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်းပြောကြားလိုပါတယ်82နှစ်မြောက်တက်မတော်နေ့စေးပြအခမ်းအနားမှာယူရိုကော်ပတာရဟတ်ယာဉ်များပါဝင်တဲ့ Golf အုပ်ဖွဲ့ရဲ့တွဲဘက်လေမှုအနေနဲ့ပါဝင်ပြန်တန်းတော့မှာဖြစ်ပါတယ်ရှင်။ကျွန်မအနေနဲ့အခုလို82နှစ်မြောက်တက်မတော်နေ့အခမ်းအနားမှာဒီအုပ်ဖွဲ့ပြန်တန်းရတဲ့အတွက်များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။တက်မတော်သားတယောက်အနေနဲ့ဒီပေးရတဲ့တာဝန်တရားများကိုကျေပြင်းစွာထမ်းဆောင်ပြီးတော့မှဒီ KSS မှာတူရဲကောင်းစစ်တီတော်များအားလုံးကိုလေးမြတ်စွာဂုဏ်ပြုဥညွှတ်ရင်ဒီဂုဏ်ယူဝမ်းမြောက်မိကြောင်းပြောကြားလိုပါတယ်ရှင်ရန်ကန်ကိုစောတူဝင်းဦးဆောင်တဲ့တပ်ပိုက်တပ်စုဟာ82နှစ်မြောက်တပ်မတော်နေ့စေးပြအခမ်းအနားမှာတက်ရောက်လာကြတဲ့ဧည့်သည်တော်ကြီးများကိုဧည့်ခံတီးဖို့ဖျော်ဖြေနေတာပဲဖြစ်ပါတယ်ခင်ဗျာ
ကျွန်တော်ကတော့လေကြောင်းကာကွယ်တပ်ဖွဲ့ကဗိုလ်မှူးချုပ်ဝင်းလင်းအောင်ဖြစ်ပါတယ်82နှစ်မြောက်စေပြအခမ်းအနားမှာရန်ရစစ်ကြောင်းရဲ့စစ်ကြောင်းမှုဖြစ်တာဝန်ယူဥဆောင်ပါဝင်ချီတက်ခဲ့တာဖြစ်ပါတယ်ရန်ရစစ်ကြောင်းမှာအသွင်မတူတဲ့လက်နက်စနစ်တွေချိန်တပ်ဘိန်းတပ်ရင်တွေရင်ကြီးရင်ငယ်တွေနဲ့စုဖွဲ့ထားတာဖြစ်ပါတယ်ရင်ရန်ရတွေနဲ့စေပြဆောင်ရွက်ရတာဖြစ်တဲ့အတွက်အများမောင်းနှင်လို့မရပါဘူးရင်မောင်းတအူးနဲ့တအူးဟန်ချက်ညီအောင်နှေးတဲ့အချိန်နဲ့ထိန်းချောင်းမောင်းနှင်လေ့ကျင့်ရပါတယ်ရင်နှမ်းမှန်ပါတဲ့အရာရှိတွေကလည်းဂရုစိုက်ထိန်းညှိပေးကြပါတယ်အရန်စစ်ကြောင်းမှုတန်ရင်မှုနဲ့တက်ခွဲမှုများကလည်းရန်ရစစ်ကြောင်းညီညာကောင်းမွန်ဖို့စိတ်အားထက်သန်စွာကျွန်တော်နဲ့အတူပူးပေါင်းကြက်မှတ်ဆောင်ရွက်ခဲ့ကြပါတယ်ဒါပြင်အရာရှိစစ်သည်တွေလေးပြုညီညာနေဖို့ဝတ်စားစင်မှုချက်ချက်ရရရှိနေဖို့ရင်တွေရှင်းနောက်ဝဲရာအတွဲတန်းညီနေဖို့ရင်တသီးနဲ့တသီးတတ်မှတ်အကွာအဝေးတိုင်းညီညာနေဖို့ချိန်မှန်များစွာလေ့ကျင့်ကြရပါတယ်ရှေ့မှန်တင်ပြခဲ့တဲ့လေ့ကျင့်မှုပိုင်းတာဝန်ယူရတဲ့အပြင်အရာရှိစစ်သည်တွေ